HOK မှာစောက်တိတ်ပဲမရှိတော့ဟီရိုများအတွဲခုနှစ်ဘယ်လောက်ထိစောက်တိတ်ပဲမရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ညတော့အိတ်လို့မရဘူးအဲ့ကြောင့်စဉ်းစားနဲ့ရိုင်းနဲ့ဆုံးမခန္ဓာဘယ်လောက်ထိကြမ်းသွားလဲဆိုဘယ်လောက်ထိ trauma ဝင်သွားလဲဆိုညတော့အိတ်လို့မရဘူးအဲ့ဒါဘယ်ဟီရိုလို့ထင်လဲဟုတ်တယ်အဲ့ HOK ကိုပြောင်းလာတဲ့ချောင်းပလိုလေးတွေရဲ့လက်ဆွဲမေကြီးပဲဖြစ်ပါတယ်ခင်ဗျာဘာတွေကစောက်တိတ်ပဲမရှိရလဲဆိုတော့ကျွန်တော်ရှင်းပြမယ်နော်အယိုးရှင်းဆုံးပတ်စစ်အကြောင်းညင်သွားပြောอ่ะ Clash Lane မှာကြိုက်တဲ့လောက် trade ပြီးလို့ရှိလို့ရှိရင်တာဝါတွေဝင်ပြီးခဏထိုင်လိုက်မယ်ဆိုလို့ရှိရင်တွေးလေးကပြန်တက်သွားမယ်နည်းနည်းပဲတက်တာမဟုတ်နော်အများကြီးတက်သွားမှာစောက်တိတ်ပဲမရှိတာဗောနော် Spare 1နဲ့2ကိုနှစ်ခါစီသုံးလို့ရတယ် Spare 1နှစ်ခါသုံးလို့ရှိရင်ပထမတစ်ချက်ကိုဆွဲပြီးဒုတိယတစ်ချက်ကိုခုံပြီးရိုက်ချမယ်ဒုတိယတစ်ချက်ရိုက်တဲ့အခါမှာ damage များမယ် rotation ပါမယ် Spare 2ကလည်းနှစ်ခါခုံလို့ရတယ်ပထမတစ်ချက်ခုံလို့ရှိရင်လည်း CC immune ပါတယ်ဒုတိယတစ်ချက်ခုံလို့ရှိရင်လည်း CC immune ပါတယ်နောက်ကလုံးမှာ CC immune ပါတာဗောနော်ဒါပဲလားဆိုတော့မဟုတ် recover effect လည်းပါအောင်မယ် Spare 1နဲ့2ကိုသုံးလိုက်လို့ရှိရင်သူကပထမတစ်ချက်ကိုပြေးထိုးပြီးဒုတိယတစ်ချက်ရောက်လို့ရှိရင် Steady နဲ့ Kissel ဆုတ်ခိုင်းပြီးတော့စခေါ်ကိုပိတ်ကန်တယ်ဒေါသထွက်နေကျွန်တော်ကောင်မလေးအတိုင်းပဲ2နဲ့1နဲ့ပေါင်းသုံးလို့ရှိလို့ရှိရင်တော့ချောင်းပလိုလေးတွေကြိုက်မဲ့ကိုမို့သူက enemy အနောက်ကိုသွားပြီးတော့စောင့်ငံလိုက်မယ်ဒါချောင်းပလိုလေးအကြိုက် free style ကျွန်တော်စမ်းပြတာဒါမှ recall လေးနှိပ်ပြီးတော့ကြွားမယ်ဘာဆိုပြီးတော့ ultimate ကသုံးလိုက်လို့ရှိရင်ဘေးနဲ့ enemy တွေကို damage ထိမယ်ပြီးလို့ရှိရင် movement speed 15ရာခိုင်နှုန်းတိုးမယ်ဝင်လာလည်းမဲ့ slow effect တွေကို50ရာခိုင်နှုန်း short ချပေးမယ်ဒါပဲလားဆိုတော့မဟုတ်ဘူး spare တွေကနှစ်ကွက်ပဲသုံးလို့ရတာမဟုတ်ပဲနဲ့3ကွက်စီသုံးနေတာဖြစ်သွားမယ်အမလေးအဲ့ဒါပဲစဉ်းစားကြည့်လိုက်တော့ဘယ်လိုသွားလို့ပါမှာစောက်တိတ်ပဲမရှိဘူးကျွန်တော် follow လုပ်ခဲ့ပါဗျာ follow လေးရဲလိုအနေနဲ့တော့ကျေးဇူး follow လုပ်ခဲ့ပါလို့နော်